အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အရန်လိုက်ဖက်သောတွဲစားလေးဖြစ်တဲ့ပြောင်းမှုကြော်နဲ့ကြက်သွေးခဲကြော်လေးပဲဖြစ်ပါတယ်ပထမဦးစွာကြက်သွန်မျိုးပပလှီးပြီးတော့ပြောင်းမှုနှစ်ခုကိုလှီးထားပါမယ်ရှင်ဘဲဥတစ်လုံးလည်းအစင်းသေးဖြစ်ထားပါမယ်အစင်းသေးဖြစ်ရင်တော့ကြက်သွန်မျိုးကိုစီးသက်ပါမယ်နွေးမအနှင်းငယ်ကိုထည့်ပေးပါမယ်ကြက်သွန်မျိုးငွေလာရင်တော့ပြောင်းမှုထည့်ပေးပါမယ်ရှင်ပြီးသွားရင်စားအချုံမုံအနှင်းငယ်ထည့်ပြီးတော့မွေပေးရပါမယ်ရေကိုတော့ပြောင်းမှုမြုပ်အောင်ထည့်ပေးရပါမယ်ရှင်။ပြောင်းမှုကိုတော့မိမိကြိုက်တဲ့အပြုတ်အမာနေထားရတဲ့အထိရေကိုလိုသလိုထည့်ပေးရပါမယ်ရှင်။ရေခမ်းသွားရင်တော့ဘဲဥထည့်ပါမယ်ရှင်။ပြောင်းမှုနဲ့ဘဲဥတသားလေးကြအောင်တေချာစွာကြောပေးပြီးရင်တော့သုံးဆောင်လို့ရပါပြီရှင်။ကြက်သွေးခင်းကြုံလေးကိုတော့နောက်ဗီဒီယိုလေးမှာတင်ပေးပါမယ်ရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။